ခင်ထုတ်ထုတ်ပြီးလှူပေးရတယ်အဲ့ဒါမှကိုကတိတိလာပါလေဆိုအဲ့ဒါကိုယုံကြည်ပါလေ63တိတိမွေးနေ့လေးကလားပြည့်စုံတဲ့မွေးနေ့လေးတစ်ခုပေါ့ဘယ်လိုခေါ်မလဲပါတီတွေပါလောက်တာတဲ့ဒါမျိုးကိုပို့ကြိုက်တယ်ခုနှစ်လူလေကြော်စရာကြီးလူတွေအများကြီးစားရတယ်ဟုတ်တယ်မလားဒီဆိုမရှိတဲ့လူတွေများတယ်ဆိုဒီခေတ်ကရှားပါနေတာလေအသားတွေတော့တိတ်တော့မမြင်ရဘူးဆိုကြတော့ဆိုသူတို့စားရတော့ပီတိကိုဖြစ်တယ်တော့တကယ်လက်တွေကိုခံစားရတဲ့ကုသိုလ်ပေါ့နော်ဓာတ်ရိုက်ရတဲ့ကုသိုလ်ပေါ့ဟုတ်ကဲ့ပါသူကလေချမ်းသာလို့မလူချင်ကြဘူးဟုတ်ကဲ့အဲ့ဒါတွေကြတော့ဘယ်လိုလေးပြောချင်လဲဒါအန်တီရဲ့လက်တွေ့အလူလေးပေါ့လက်လူသားလေးခေါ်တယ်အဓိကတော့အတ္တကြောက်ရှာကောင်းတယ်သူအတ္တကြောက်ရှာကောင်းတယ်ပြီးတော့အန်တီဆိုအန်တီပတ်စံကိုအန်တီမယူအန်တီဆိုအဲ့ပတ်စံကိုကုံသွားလေကုံသွားပြီကုံသွားပြီအဲ့မတွေ့ဘူးဒါအန်တီစုဘူးကိုထည့်နေရပဲပေါ့အဲ့လိုမျိုးပဲပေါ့နော်ပြီးတော့ကုံသွားလို့လည်းမတွက်ဘူးဆိုတော့ဒါလည်းမတွက်ထားဘူးဆိုတော့အန်တီအဲ့ဒါအတွက်အန်တီတိုင်ဟုတ်စီပြက်ပြက်ရှိပါလေ